နောင်းကုန်းရွာထိပ်ကဇီရက်တွေမှာညအိပ်ပြီးမနဲ့မိုးလင်းကန်နေကြတော့ကျုပ်တို့ကာကြီးကလည်းခီးဆက်ခဲ့ကြတာပေါ့။ຫນွေဆိုတော့နေရတော့စောစောထွက်တယ်ဗျ။မနဲ့6 နာရီတောင်မထိုးသေးဘူးတော်တော်ကြီးကိုလင်းနေပြီ။ကာကြီးကလည်းအိပဲနဲ့ထွက်လာရင်မကြခင်မှာတော့ပိတ်ချင်းတောင်ကြီးအနားကိုရောက်ခဲ့တာပေါ့ဗျ။ကားကောင်းမိုးမှာလူတွေကတော့မရှိတော့ပါဘူး။ကျုပ်တို့အောက်မှာပဲတိုးဝဲပြီးတော့စီးကြတာ။ဘာလို့လဲဆိုတော့အရင်နေ့ကအဖြစ်ကြောင့်လည်းမစီးရတော့တာလေပါတယ်။ပိတ်ချင်းတောင်ကြီးကိုဝေးကနေလှမ်းကြည့်တဲ့အခါမှာမိန်းကလေးတယောက်ဒူးထောင်ပေါင်ကားပြီးတော့အိတ်နေတဲ့ပုံစံဗျကျုပ်တို့နဲ့ခရီးတူသွားတဲ့လူကြီးတယောက်ကတော့ပိတ်ချင်းတောင်အကြောင်းကိုပြောပြတယ်သူ့နာမည်ကဦးကြည်တဲ့နေတာတော့ပိတ်ချင်းတောင်အကျော်ကရေအေးကွင်းရွာမှာနေတာပေါ့ဗျဥပဒါကြီးကအရှိကကျုပ်ကအလေကဦးကြည်ကတော့ကျုပ်အနောက်ကဆိုတော့ဦးကြည်နဲ့ကျုပ်နဲ့တလန်းလုံးစကားတွေပြောလာတာပေါ့ဒါနဲ့မောင်ရင်တို့ကဘာတော်လဲကွဦးကြည်ကတော့ကျုပ်တို့ဆက်စုပါရောဗျကျုပ်လည်းဥပဒါကြီးကိုတစ်ချက်ကြည့်လိုက်ပြီးတော့ဒါကတော့ကျုပ်ဦးကြီးပါကျုပ်ကတော့သူ့တူပေါ့ဗျာကျုပ်လည်းလမ်းခီးမှာမသိတဲ့လူဆိုတော့ဒီလိုပဲဖြည်းဖြန်းရတာပေါ့ဗျာတကယ်လဲကျုပ်စိတ်ထဲမှာဥပဒါကြီးကိုအမျိုးတော်ချင်ပါတယ်ကိုဦးကြီးအရင်လိုပဲသဘောထားတယ်ကျုပ်ပြောလိုက်တော့ဦးကြီးကလည်းခေါင်းညိနေဗျငါတူကအတော်ကိုတက်တီကောင်းတာပဲကျုပ်လည်းမျက်နှာကြီးကိုဖြီးပြီးတော့ခေါင်းကုတ်နေရပေါ့ဒါကတော့ဗျာကျုပ်ကအဲ့လိုမျိုးတွေမကြောက်တတ်ဘူးဗျကျုပ်ပြောတော့ဥပဒါကျုပ်ကိုတစ်ချက်ကြည့်ပြီးပြုံးနေဗျအဲ့ဒီအပြုံးကိုကျုပ်သိတာပေါ့ကျုပ်ကိုလှောင်တဲ့အပြုံးမျိုးကျုပ်လည်းသူ့ကိုမကြည့်တော့ပဲဥကြည်ဘက်ကိုကြည့်လိုက်တယ်ဒါနဲ့ဦးလေးကဒီနာကဒေသခံမင်းလားဒီလိုပဲဆိုတော့ကွာဦးလေးကတော့ဒီတောင်ကြီးပေါ်ဆင်းပြီးတော့ကားတွေတစ်ထောက်နားတဲ့ရေအေးကင်းရွာဇာတိကွာအရင်ကတော့ရွာမှာနေတာပေါ့ကွာအခုတော့ရွာထွက်တဲ့ကုံလေးတွေတဲပြီးတော့အရှိပန်းကိုကုံကူးတယ်အရှိပန်းကုံတွေပြန်တဲပြီးတော့ရွာမှာပြန်ရောက်တာပေါ့ဦးကြီးကတော့သူတဲလာတဲ့ချင်းတောင်းကြီးတွေကိုလက်ညှိုးထိုးပြတယ်ချင်းတောင်းတွေထဲမှာလည်းကုံတွေကအစုံပြိုးကျုပ်လည်းဥပဒါကြီးဘက်ကိုလှည့်မကြည့်ချင်တာနဲ့ပဲဦးကြီးဘက်ကိုလှည့်ထိုင်ပြီးတော့ဒါဆိုရင်ဒီတောင်ကြီးရဲ့အကြောင်းဦးလေးကသိမှာပေါ့နော်ဟာသိသိတာပေါ့ကွာဒီတောင်ကြီးမှာလူတွေအများကြီးသိခဲ့ဘူးတယ်ဆိုတာရောဟုတ်ရဲ့လားဟုတ်တာပေါ့ကွာငါငယ်ငယ်ရတောင်ဒီတောင်ကြီးမှာအလုပ်လုပ်ခဲ့သေးတယ်ဟာပြောစမ်းပါဦးလေးကကျုပ်သိချင်လို့ပါအေးကွာမင်းကတရေမကြောက်တတ်တော့မင်းကိုပြောပြသေးတာပေါ့ဟိုးရင်တော့ကအရှိပိုင်းနဲ့နောက်ပိုင်းဆိုတာသိပြီးတော့အလန့်ဝေးတာကွအခုလိုခရီးကလည်းမပေါက်သေးဘူးဒီတော့နောက်ပိုင်းကနေအရှိပိုင်းကိုသွားချင်ဒီပိတ်ချင်းတောင်ကြီးကိုကွေ့ပတ်ပြီးတော့သွားကြရတာအမှန်တော့ဒီပိတ်ချင်းတောင်ကြီးပေါ်မှာလမ်းဖောက်ဖို့ကလည်းဟိုးဂျပန်ခေတ်လောက်ကလေးကစီစဉ်ခဲ့တာမလားဂျပန်တွေကစစ်ဖြစ်ရင်သွားလာရတဲပို့ရလွယ်အောင်ဆိုပြီးတော့လမ်းဖောက်ချင်းတာလေဒီတော့ဘာလို့တလဲဆိုတော့ဒီနာရွာသားတွေကိုချွေးတက်ဆွဲတာပေါ့ချွေးတက်ဆိုတာဘာကိုပြောတာလဲဦးလေးချွေးတက်ဆိုတာအလက်ကားလှုပ်အားပေးဖို့ခေါ်တာကိုပြောတာအခုခေတ်ကတော့ပေါ်တာဆွဲတာနဲ့တူမလားပဲကွာထားလိုက်ပါတော့ကွာချွေးတက်ဆွဲဖို့အတွက်ရွာတွေကိုဂျပန်စစ်သားတွေကလက်နက်နဲ့ဝင်လာခဲ့တယ်တိန်တက်တိန်စင်းရှာပြီးတော့ယောက်ျားသားတွေဆိုရင်တနက်နဲ့ချိန်ပြီးတော့လိုက်မလားမလိုက်ဘူးလားခေါ်တာမလိုက်ဘူးဆိုရင်တော့တခါတည်းပြစ်တက်ခဲ့တာပေါ့ဟာကြောက်စရာကြီးပါလားဗျာအေးကွာဂျပန်တပ်သားတွေဦးလေးတို့အိမ်ကိုရောက်လာတော့ဦးလေးက9 နှစ်သားလောက်ပဲရှိသေးတာဂျပန်ကြီးကအဖေကိုတနက်နဲ့ချိန်ပြီးခေါ်သွားတော့အမေကဝင်တားတာပေါ့အမေကိုလည်းခြေထောက်နဲ့စောင့်ကန်ခဲ့သေးတာပြီးတော့အဲ့ဒီချွေးတပ်သားတွေကိုတုံးပြီးတော့ဒီတောင်ကြီးကိုဖျက်ဖို့လမ်းတစ်ခုဖောက်ခဲ့တာကွာအဲ့ဒါနဲ့ပဲဒုက္ခုသွားနေတဲ့လမ်းကိုစဖောက်တာပေါ့တောင်ကြီးကိုတော့နှိမ့်နယ်နေရာစပြီးဖြိုပြီးတော့တောင်ကြားလမ်းဖောက်မယ်ဆိုပြီးကြံစီခဲ့တာဒါပေမဲ့မရဘူးကွာဒီတောင်ကြီးကကျန်းတယ်ဆိုတော့ကြောက်ခင်းလမ်းပဲဖောက်ရသေးတာချွေးတက်သားတွေအကုန်သေးပြီးတော့ဂျပန်တွေလည်းထွက်ပြေးရတာနဲ့မအောင်မြင်ခဲ့ဘူးဒါဆိုဦးလေးရဲ့အဖေရောအေးကွာအဖေကတော့အဲ့ဒီချွေးတက်စခန်းမှာပဲတည်သွားတာပေါ့သူ့အလောင်းတော်မှပြန်မရပါဘူးဂျပန်တွေကတည်တဲ့သူတွေကိုဖြစ်တယ်လို့မြေမြုပ်တာတချို့ဆိုရင်မြေတောင်မမြုပ်ဖဲနဲ့တောတွေကသားကောင်တွေစားလို့ရအောင်ဆိုပြီးတော့ဒီတိုင်းပစ်ထားခဲ့တာဟာတော်ကိုရက်ဆက်တဲ့လူတွေပဲဗျဒါကြောင့်လေဒီတောင်ကြီးကအဲ့ဒီကလေးကတရေအရန်၆တဲ့နေရာကြီးဖြစ်နေတာဟိုးရှိဆိုရင်တွေ့ပါလိမ့်မယ်မြောင်စခန်းလို့ခေါ်တယ်ကွဂျပန်နေလမ်းဖောက်တော့ချွေးတက်သားတွေကိုထားခဲ့တဲ့စခန်းပေါ့အဲ့ဒီနေရာတရေတွေတားချုပ်တာကွဒါနဲ့ဦးလေးလည်းဒီတောင်ကြီးမှာအလုပ်လုပ်ခဲ့ဘူးတဲ့ဆိုအေးလေငါဆက်ပြောပြပါမယ်ကားကြီးကတော့တရွေ့ရွေ့နဲ့ခီးဆက်နေတာဗျတောင်းတက်လမ်းဆိုတော့လေအရှိန်ဖြည်းဖြည်းချင်းမောင်းပြီးတော့တက်သွားတာပေါ့အခုလမ်းကတော့တောင်ကြားလမ်းမဟုတ်ဘူးဗျတောင်အသာလေးကွေ့ဝဲပြီးတော့တက်သွားတယ်လမ်းမျိုးပဲ
ဥပသာကြီးကိုကြုံလှမ်းကြည့်လိုက်တော့ तू ကအိတ်နေတယ်ဗျညကလည်း तू ကနောက်ကျမှအိတ်ထားတာဆိုတော့လေအိတ်ချင်လဲအိတ်မှာပေါ့ဗျာဒါနဲ့ပဲကျုပ်လဲဥကြည်နဲ့လေးဖော်ရင်းနဲ့ခီးဆက်ခဲ့ဒါနဲ့ပဲငါတို့လူပြိုအရွယ်လောက်ရောက်တော့အစိုးရဒီတောင်ကြီးကိုဖျက်တဲ့လမ်းကိုပြန်ဖောက်မယ်ဆိုပြီးတော့စီမံကိန်းကိုလုပ်ကြဒီတောင်ကြီးဆိုတာလေတို့လိုအနီးပါးရွာလူတွေအားလုံးကလက်ရှောင်နေနေရမော်ဆိုးတောင်မှဒီတောင်ကြီးဥပေါ်ကိုမတက်ရဘူးအထူးသဖြင့်တော့ဂျပန်နေစခန်းချသွားတဲ့မြောင်စခန်းအဆိုးဆုံးပေါ့ဒါနဲ့ပဲလမ်းလုံးမယ်ဆိုတော့ဒီနာကဒေသခံတွေအလုတ်ကျန်းနေဘာတွေဝင်လောက်ကြတာပေါ့ဦးလေးလည်းအလုတ်ကျန်းသမားဝင်လောက်တယ်နေစားဆိုပေမဲ့တပတ်လောက်မှတစ်ခါပတ်စံရှင်းတာဦးလေးတို့ကြောင့်မှယာတွေသိမ့်ပြီးအားနေတဲ့ချိန်ဆိုရင်လူတော်တော်များများလည်းဝင်လောက်ကြတာပေါ့ယောက်ျားသားတွေပါသလိုမိန်းမသားတွေလည်းပါတယ်တောင်ကိုဖောက်ဖို့ကြတော့ယောက်ျားတန်တန်မမတွေကိုရွေးပြီးတော့အဖွဲဖွဲ့ပေးတာတခြားဖွဲ့တွေထွက်တော့ပတ်စံနဲ့ပို့ရတယ်သူတို့ကဂျပန်နေဖောက်သွားတဲ့လမ်းကတိတ်ပြီးတော့မတ်ဆောက်တယ်တဲ့ဒါကြောင့်လဲတောင်ကိုပတ်ပြီးတော့ဂျပန်ဖောက်တဲ့လမ်းကိုပြန်တက်မယ်ပုံစံပဲဦးလေးတို့လည်းတိတ်တော့မသိပါဘူးသူတို့ကြောက်ထုဆိုရင်လည်းထုရတာပဲကြောက်တယ်ဆိုရင်သေရတာပေါ့ဒါပေမဲ့တောင်ကြီးအနားကိုလုပ်ငန်းရောက်တော့စခန်းချဖို့နေရာရှာတယ်အဲ့ဒီမှာပဲမြောင်စခန်းနေရာကောင်းတယ်ဆိုပြီးတော့ဂျပန်ချသွားတဲ့စခန်းဟောင်းနေရာမှာပဲစခန်းတီကြစခန်းတီရတာလည်းဒီလိုကွဒီတောင်ကျောကရေရှားတယ်ဒီမြောင်ထဲမှာပဲရေတွင်းလေးပါလေးရှိတာဆိုတော့အဲ့ဒီမှာပဲစခန်းချပြစ်သွားတာဟာဂျပန်နေချခဲ့တဲ့စခန်းကတရေ၆တယ်ဆိုဗျဦးလေးတို့ရောမချဘူးလားဟာ၆သလားတော့မမင်းနဲ့ငါတို့ကြီးစကန်းဆောက်တော့အဆောက်အုံတွေပန်းနဲ့ရိုက်ဖို့မြေတူးတော့ထွက်လာလိုက်တဲ့အယိုးစုတွေကွာနဲတာမဟုတ်ဘူး